ဟုတ်ကဲ့ကဘာကြီးထော်ညာဒီတာမတ်တဝိကပြန်အားလုံးမတ်ရတဲ့ကိုဒီတာရက်ခံပါတယ်ဟုတ်ကဲ့ကျွန်တော်စဆိုင်ပြီးတော့မယ်ဒေါ်စန်းစုကြည်ကျမ်းပါပါစေ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 ဒေါ်စန်းစုကြည်ဘေးရန်ရဲ့ပေါင်းမကင်းဝဲပါစေ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 မြမပြည်တွင်လိုက်ပါကြပါမြန်မာပြည်တွင်ပြည်သူစစ်များရစမ်းပြီးပြည်သူစစ်များရစမ်းပြီးအများဆုံးငြိမ်းချမ်းရေးရရှိပါစေ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 ကျေးဇူးတင်ပါတယ်ခင်ဗျာ